အားလုံးပဲမင်္ဂလာပါရှင်။ Blue Vlog လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မင်္ဂလာညချမ်းလေးပါရှင်။ဒီညမှာတော့ဆီယမမေစောရဲ့ပိုင်းစာများစာအုပ်မှာအပိုင်းစာများဆိုတဲ့စာပိုက်လေးကိုဖတ်ပြပေးပါမယ်။ဆီယမမေစောအပိုင်းစာများကျွန်တော်ကပကြီးစရာတယောက်မဟုတ်ပေမဲ့အယောင်တွေကိုချစ်တယ်။လောကကြီးတစ်ခုလုံးကိုအယောင်တွေဖြစ်နေပဲမြင်ခဲ့ရတယ်လို့ဘဝထဲဖြစ်တန်းခဲ့ရသမျှကိုလည်းအစိမ်းရည်တွေခရမ်းရည်ရောင်အလွမ်းတွေအဝါရောင်ကြိုက်ခဲမှုတွေအနက်ရောင်စိတ်တန်ရာတွေနဲ့မိခိုးရောင်လူတွေချာအယောင်တွေနဲ့ပဲပိုင်းဖြတ်ခဲ့ရတယ်ဘဝကိုဖြတ်တိုင်းရတဲ့အခါကျွန်တော်မှလည်းတခြားသူတွေလိုပါပဲအယောင်တွေစွန့်တင်ပြချင်လို့ပေါ့Blue Vlog လေးကနေနှုတ်ဆက်လိုက်ပါတယ်အားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါစေကောင်းမွန်သောအိမ်မက်များနဲ့မနက်တစ်ခုကိုအစားပြုနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်